သူမသည်ကိုယ်တိုင်စပင်ကိုတည်တက်စွာညှက်ယူပြီးအိတ်ထဲထက်ကစပင်အယောင်ကိုပြောင်းလဲရန်ဆေးရည်ထုတ်ယူခဲ့သည်ထို့နောက်ကျမ်းပြင်ကိုပိုးသက်စေဖြန်းပြီးသူမ၏ခြေရလက်ရများမကျန်ရစ်အောင်တုတ်တင်ပယ်ရှင်းခဲ့သည်နောက်ဆုံးသူမသည်ပစိန်တလက်ကိုကင်ဆောင်ပြီးမိမိကိုယ်ကိုပြင်းပြင်းထန်ထန်ရိုက်ခတ်ခဲ့သည်သူမပြုသမျှမှာမိမိကိုယ်ကိုလုံးဝပျောက်ကွယ်စေရန်နှင့်လွန်ခဲ့သည့်6လကခင်မုန်းဖြစ်သူကိုလူတက်မှုဖြင့်ဆွဆွဲရန်ဖြစ်သည်သူမသည်ခင်မုန်းဖြစ်သူ၏ကပ်များကိုအလွန်အကျွံသုံးကာစိန်ခံပစ္စည်းများဝယ်ယူပြီးငွေကြေးကျပ်တဲကြုံနေရသည့်ပုံစံကိုဖန်တီးခဲ့သည်သူမကိုယ်တိုင်အတွက်အာမခံထားရှိပြီးခင်မွန်းဒီကိုအကျိုးခံစားခွင့်ရှိသူအဖြစ်ထည့်သွင်းခဲ့ပါတယ်ကိုဝင်ဆောင်နေသည့်အိမ်နီးချင်းတဦးနှင့်ရင်းနှီးအောင်ဆက်ဆံကခင်မွန်းဖြစ်သူ၏ညှဉ်းပန်းနှိပ်စက်မှုများအကြောင်းဝေမျှခဲ့ပါတယ်အိမ်နီးချင်းဖြစ်သူအိမ်သာအသုံးပြုပြီးနောက်စီးနမူနာကိုယူကာကိုဝင်ရှိကြောင်းတက်တည်ပြခဲ့သည်ကိုဝင်ဆောင်မျိုးသမီးတဦးအဖြစ်ပုံဖမ်းကအနိုင်ကျင့်ခံရသူပုံစံမျိုးတရုပ်ဆောင်ခဲ့သည်သူမခင်မွန်းပြန်လာပြီးနောက်လက်ထပ်နှစ်ပတ်လည်နေ့တွင်သူမသည်ရာဇဝတ်မှုမြင်ကွင်းတစ်ခုကိုဖန်တီးခဲ့သည်ထို့နောက်သူမသည်သူတို့ချစ်သူတက်တန်းမှစ၍မှတ်တမ်းပေါင်း300ခန့်ကိုဒိုင်ယာရီထဲတွင်ရေးခဲ့သည်သူမသည်လင်ဖြစ်သူကိုတစ္ဆာဖောက်သူဟုဆွဆွဲကမိမိကိုယ်မူကားကြောက်ရွံ့နေသောတားကောင်ဖြစ်တရုပ်ဖော်ထားသည့်ကောလာဟာလများဖန်တီးခဲ့သည်ထို့နောက်အဆိုပါနေ့စဉ်မှတ်တမ်းကိုမိဖို့ကြောင့်ထဲထက်ကမိရှို့လိုက်ရာခင်မွန်းဖြစ်သူကတက်တေအထောက်ထားဖျောက်ဖျက်ဖို့စူးစမ်းခဲ့တယ်ဆိုတဲ့ထင်ရောက်ထင်မှားဖြစ်အောင်ရဲတပ်ဖွဲ့အတွက်အချက်လက်တွေကိုတိတိကျကျဖန်တီးခဲ့တာပါပြီးနောက်သူ့ရဲ့အထောက်ထားတွေကိုပြောင်းလဲပြီးတခြားနေရာကိုပြောင်းရွှေ့သွားခဲ့ပါတယ်ထို့နောက် Nick ၏ဇနီးဖြစ်သူကိုလောက်ကျန်မှုဖြစ်ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့သည်ဇနီးဖြစ်သူအမ်မီပျောက်ဆုံးသွားပေမဲ့ Nick ကတော့မီဒီယာရှိထွက်လာပြီးမန်တက်နေတဲ့အပြုံးနဲ့နှုတ်ဆက်ခဲ့တဲ့အမျိုးသမီးတွေနဲ့လည်းရင်းရင်းနှီးနှီးတပ်ပုံရိုက်ခဲ့ပြီးသူ့ဇနီးပျောက်ဆုံးမှုနဲ့ပတ်သက်လို့ဘာစိုးရိမ်မှုမှမပြခဲ့ဘူးသူ့ရဲ့ပုံမှန်မဟုတ်တဲ့အပြုမှုတွေကြောင့်သတင်းစာတွေမှာထိတ်ဆုံးရောက်ခဲ့ပြီးမီဒီယာတွေကသူ့ကိုစော်ကားသူလို့နာမည်တက်ခဲ့ကြပါတယ်ဇနီးတဲ့ပျောက်ဆုံးနေတော့ဘလို့အေးဆေးနေနိုင်မလဲပရိသတ်ရဲ့အထင်မြင်ကိုပြန်လည်ကောင်းမွန်လာစေဖို့ Nick က BG တစ်ခုကျင်းပခဲ့ပါတယ်ထိုညထိုချိန်မှာပင်ကိုဝင်ဆောင်အိမ်နီးချင်းတဦးကလေးတယောက်ကိုပိုက်၍ရုတ်တရက်ပေါ်လာပြီးကိုဝင်ဆောင်ဇနီးကိုစော်ကားခဲ့သည့်အမိုက်ပုံတပုံဟုအော်ဟစ်ဆွဆွဲလိုက်သည့်ဤထိတ်လန့်ဖွယ်ဖြစ်ရမှန်ကအခြေအနေကိုအရေးပေါ်အခြေအနေနဲ့သတင်းမီဒီယာတွေပြည်သက်ကအုပ်စုဖွဲ့နေတာကြောင့်နက်ခါရဲကားပေါ်ကိုတက်ပြေးခဲ့ရပါတယ်ရဲတွေရဲ့မေးမြန်းမှုကိုရှောင်ရှားဖို့ပါ Nick ကတော့အိမ်နီးချင်းကိုမသိဘူးလို့ညှင်းဆိုခဲ့ပါတယ်ဒါပေမဲ့ရဲတွေက Nick နဲ့အိမ်နီးချင်းတပ်ပုံကိုထုတ်ပြလိုက်ပါတယ်အမီးရဲ့သွေးတွေပမာဏအများကြီးမိဖို့ကြောင့်ထဲမှာရှိခဲ့တာကိုရဲတွေကစစ်ဆေးတွေ့ရှိခဲ့ပါတယ်လူသက်သမားကနေရာကိုဖန်တီးခဲ့တာလို့ Nick ကညှင်းဆိုခဲ့ပေမဲ့ရဲတွေကတော့Nick ဟာဇနီးဖြစ်သူအမေရဲ့အာမခံမှုဝါဒမှာသူကအကျိုးခံစားခွင့်ရှိသူအဖြစ်ဖော်ပြထားတာကိုလည်းအထောက်အထားတွေကဖော်ပြနေပါတယ်အပြစ်မဲ့ကြောင်းတက်တည်ပြဖို့အရေးကြီးကြောင်းသိလိုက်ရပြီးနောက်အနည်းဆက်ဆုံးအထောက်အထားကိုလိုက်ရှာရင်း Brown Kevin ကိုတတိယသွားပါတယ် Kevin ကိုဖွင့်လိုက်တဲ့အခါမှာတော့သူ့ကိုအံ့အားသင့်စေတဲ့အရာတစ်ခုကိုတွေ့ရှိခဲ့ပါတယ်